အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တော့ William Crafter ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်က Adonai Move တွေကြောင့်ပြပြတော့မဟုတ်ဘဲနဲ့ကျွန်တော် Minecraft မှာ Survivor ဆော့တော့မှာပါဒါပေမဲ့ Survivor ဆိုရင်ကျွန်တော်ပြင်းဖို့ကောင်းနေတဲ့ Survivor ဆော့တော့မှာမဟုတ်ပါဘူးကျွန်တော် Bandana Move လေးထည့်ထားပါတယ်ကဲကျွန်တော်လည်းကတော့တွေ့ရမယ်တင်ပါတယ်မှာ Bandana ကြီးလေးပေါ့နော် Oni Twist ပေါ့ဒါတော့ကျွန်တော်ငယ်ငယ်လေးတွေကကာတွန်းတွေထဲမှာအရင်ဖြစ်ချင်နေခဲ့တဲ့ Bandana ကြီးအရင်လူချင်နေခဲ့တဲ့ Bandana ကြီးလို့ပြောရင်ပို့ပြီးမှန်ပါဗျာဒီနေ့မှာကျွန်တော်အဲ့ဒီ Bandana နိုင်လေးကိုအသုံးပြုပြီးတော့မှကျွန်တော် Minecraft ထဲမှာ Survivor ဘယ်လိုဆော့ရမလဲလိုက်ကြည့်ပြီးခဲ့ကြပါဦးကျွန်တော်တန်းမှာရှိတဲ့ Ender Dragon တော့တတ်မှာဖြစ်ပါတယ်ကဲကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါဦးဗျ Like Subscribe လေးနဲ့လည်းကူညီပေးခဲ့ကြပါဦးဆရာခေါင်းလုံးနဲ့နေဖို့မမေ့ပါနဲ့အဲ့မှာကျွန်တော်ဒီနေ့ဗီဒီယိုလေးတွေကိုထပ်တွေ့ရမှာမလို့ပါโอเคဒါဆိုရင်ကျွန်တော် game လေးကိုတွားလိုက်အောင် Let's goကျွန်တော်ပထမဆုံးနဲ့တစ်ပင်ခုတ်မယ်ပေါ့နော်ကျွန်တော်တစ်ပင်ခုတ်ပြီးကျွန်တော် crafting table လုပ်မယ်ဗျတစ်ပင်ခုတ်လာပြီကျွန်တော် crafting table လုပ်ပြီးမှ as နဲ့ pickaxe ကိုကျွန်တော် craft မယ်ဗျ okay let's go stick ပြီးကျွန်တော် as လုပ်မယ် as လုပ်ပြီး pickaxe လေးလုပ်ထားလိုက်မယ်ပေါ့ okay as ပြီး pickaxe okay let's go ကျွန်တော်အစားရှာအောင်ရော okay ညောင်းကောင်လေးတတ်ရမယ်ရှော့ကျိရော့ဟွာခေကျွန်တော်စားရှာလိုက်ဝင်ပေါ့နော်ခေကျွန်တော်စားရှာနေနဲ့နောက်မှရွာတွေ့လို့ကျွန်တော်ရွာစီလာတယ်ဗျဒီမှာရွာတွေ့ရောဟောင်းမနေတာပေါ်တဲ့အပြက်ကြီးပဲမိုက်ကြီးကွာဒါတော့တော့မယ်ဒီကတော့နည်းနည်း error ပါတယ်ဟောချင်းချက်မိန်တော့ဖွင့်မယ် okay ဟာ Oh my god ဦးစီးဒီယန်63နဲ့တော်တော်တန်နေပြီဗျာကျန်ဦးစီးဒီယန်63တော့ပြီอ่ะဒီကဒီစစ်ကတော်မိုက်တယ်လို့ပြောမယ်ဒီစစ်ကစစ်လည်းမသိဘူးခဏကြာမှကျွန်တော်ဗာလဲကောင်းမှကျွန်တော် YouTube ရဲ့ဒီ comment အောက်မှာထည့်ထားပေးမယ်နော်ဒီစစ်ကြီးကျွန်တော်ရွာထဲသွားမယ်ရွာထဲမှာကျွန်တော်အစာရင်းနဲ့လာယူမယ်ပေါ့ဗျာအောက်မှာလေသမားကြီးပဲလေသမားကြီးကျွန်တော်ညဆိုင်ထားတဲ့မူလာဦးလီနေနည်းနည်းတော့စားမယ်နော်နည်းနည်းတော့စားလိုက်မယ်ဒီကောင်ဟိုဘက်သွားရဆိုတော့မထူးတော့ပါဘူးကွာဒါလေးနည်းနည်းထပ်ယူလိုက်အောင်ပါဦးမယ်နည်းနည်းပဲယူလိုက်မယ်โอเคလူကမတွေ့တော့ပါဘူးငါနည်းနည်းပဲယူပါဆိုတော့တို့တော့အများကြီးကြံပါမှာโอเคဒီထဲမှာပါရှိလဲဒီ chat တွေ့တယ် chat ခွင့်ကြည့်အောင်မြေပုံနဲ့အေးအေးရတာပဲဒါကျွန်တော်ပစ္စည်းအများကြီးတည်လို့ရပြီပေါ့ဒီမြေပုံကဒီရွာရဲ့မြေပုံပဲသုံးမင်းထားခဲ့လိုက်ပြီတောင်းဟိုဘက်ဒီနေ့ပါရှိပြီတော့ကြည့်အောင်ဒီဘက်အဲ့တော့ဒီဘက်မှုကတော့ဘက်မှုက error နည်းနည်းပါတာတော့ဒီ version ကအဲ့လိုဖြစ်နေလားမသိကျွန်တော်အိမ်ဘက်တွေလည်းတူးမယ် okay ကျွန်တော် okay အကုန်ယူလိုက်တော့မယ်ကျွန်တော်ချက်ရှိတဲ့အိမ်လိုက်ရှာရအောင်ဟောဒီမှာတိုင်တွေ့ပြီ okay ဖွင့်မယ်ဟိုအောက်မှာတိုင်ရှိတယ်ပေါ့ okay အာယုံတစ်ခုနဲ့ pickaxe ဟိုတစ်ခုဟိုအိမ်တိုင်တော့ကြည့်အောင် okay ဒီတိုင်ထပ်လာပြီOh my god ဒိုင်မွန်၄တုံးကြီးတော့မှ Oh my god ဘန်ဒီလေးရရဟိုရှယ်ပဲဗျာဒိုင်မွန်၄တုံးတော့ဒီရွာတော်တော်ကန်ကောင်းတယ်ပေါ့နော်တော်ကဲဒါမှရဲ့လက်ကြီးရွာလိုပဲထင်ရမယ်ကျွန်တော်ဒီမှာဒါကြော်လိုက်အောင်ရော့မယ်ဒါလေးထည့်လိုက်မယ် okay ကျွန်တော်ခုနကနားမှာခိုးတွေ့အောင်ခိုးပြီးခိုးတော့သူ့ဟိုဘက်မှာတင်တယ်အော်ဒီမှာခိုးရတယ်နားမှာခိုးတူးလိုက်အောင်မယ်ကျွန်တော်ခုနတူးလိုက်ခိုးပြန်ထည့်လိုက်မယ် okay ကျွန်တော်ကတစ်သားမရှိတော့ဆိုကျွန်တော်တစ်ပင်တော့ခုတ်လာဒါဒီနားတစ်ဝိုက်မှာလည်းတစ်ပင်မတွေ့ဘူးထူးတော့ပါဘူးဒီရွာသားအိမ်ရဲ့တစ်ပင်ငုံလေးယူလိုက်တော့နည်းနည်းပဲယူမယ်ကွာရောokay အညာလေးရောက်တော့မှဆိုမထူးဒီထဲမှာဝင်လိုက်တော့မယ်ပေါ်တကြည့်မယ်ပေါ်ဘာမှမရှိဘူးကဲဆိုမင်းထားလိုက်ကွာရော့ okay မိုးလင်းတော့Okay, let's go. ခုကျွန်တော်ဒီ Oni Trace ကိုလည်းမကြည့်ရတော့ဒီထဲမှာဘာကြီးပါhuman ကဇောကြီးပဲ
မိုက်တာပဲကျွန်တော်လမ်းနေတာโอเคအဲ့ကြောင့်ဖီပါလာလားမသိဘာလဲငါလည်းဟာကွာတော့ကပဲသားလေးမှာဘာမှမဖြစ်ပါဘူးတော်မှကျွန်တော်ခုနကြော်လာတဲ့အားတွေတော့ယူမယ်ပေါ့โอเคဒီမှာ3ခုခိုးလဲပြန်ယူမယ်အဲ့ဒါလည်းတူတော့လည်းဘာမှမတူတော့ပါဘူး Okay let's go အော်နေတော့ကျွန်တော် Iron Pickaxe တော့Diamond Pickaxe လုပ်လိုက်မယ်ဗျ Iron Pickaxe တော့ပြည့်ကုန်ပြီ Okay Diamond Pickaxe လေးလုပ်လိုက်မယ် Diamond Pickaxe လုပ်မှကျွန်တော်နေသားလေးကိုတောင်းမယ်ပေါ့နော် Okay Diamond Pickaxe ဒီမှာလည်းဒီမှာ Diamond Pickaxe Okay Diamond Pickaxe ရတော့ပြီဆိုတော့ကျွန်တော်နေသားတောင်းမယ်ပေါ့နော် S လေးလောက်သွားလိုက်မယ် Okay ရော့ Stone S let's go ကျွန်တော်နေသားဘော်လေးကိုတောင်းမယ်ပေါ့နော်ကျွန်တော်နေကြည့်ရအဲ့နေသားဘော်လေးလောက်တယ်ပဲကျွန်တော်ဘာလို့ဆိုobsidian 6တုံးကြီးတောင်ပေးတာဆိုလောက်ပဲဟာဒီမူရအဆင်ပြေပါဘူးဗျာကျုံချက်မိန်တော့အဲ့ချက်တော့မမိုက်ဘူးပေါ့ဗျာဂီတာကိုတူးလိုက်မယ်ဘယ်နဲ့ move ကဖြစ်နေရချင်တယ်ကျွန်တော်အဲ့လိုမျိုးမောင်သွားတာချက်ဆို okay ထဲမဲ okay လား obsidian ထုတ်မယ် ADN ဆွဲထုတ်လိုက်6အဆင်မပြေဘူးတုံးရော့ let's go baby ဟာဒုက္ခပဲဗျာတလို့ကြီးတွေလောက်ကုန်ဒုက္ခပဲတူးတော့လောက်တယ်ဗျဒီပုံမှာထပ်တက်မယ်โอเคဒီမှာတတုံးဆင်မယ်ထပ်ဆင်းလိုက်မယ်အော်ထပ်ဆင်းလိုက်မယ်ရော့မှာထပ်ဆင်းလိုက်မယ်ဒီမှာစတုံးလာလိုက်ရော့မှာโอเคမှာရသွားပြီပေါ့နော်โอเคဗျဒါလေးလည်းတူးသွားလိုက်မယ်ဗျအမှကျွန်တော်နေတာမှာရှိတဲ့ pick လေးတော့ trade လို့ရအောင်โอเค let's go ဒါလေးတူးပြီးတော့ဆိုရင်ဒီမှာ go လုပ်လိုက်မယ်ကိုယ်ချွေလိုက်မယ်ကိုယ် blog ကနေကိုယ်ဖြစ်တော့ okay ပြီးကျွန်တော်ဒီမှာ green လောက်ခဲ့ရင်ကောင်းမလား green လောက်ခဲ့လိုက်မယ်ဗျာ green လောက်ဒီမှာကျွန်တော် small mine ဆက်ထားလိုက်မယ်ဒီနေတာတွေကဘေးချင်းတည်လွဲဆိုတော့မတည်နိုင်ဘူး okay small mine ဆက်ထားလိုက်မယ် okay ကျွန်တော်အခုဟောမှာ fireball နဲ့ okay မိချလိုက်ပြီ let's go သွားမယ်နေတာတွေကိုသွားရတော့မယ်ကျွန်တော်နေသားလေးကိုသွားပြီကျွန်တော်နေသားလေးရောက်လာပြီပေါ့နော်နေသားရောက်တော့နေသားဒီလိုကြီးဖြစ်နေမြင်တဲ့အတိုင်းမှာလမ်းမရှိဘူးပေါ့ကျွန်တော်ဘယ်လိုသွားရမလဲမသိဘူးဟိုဘက်မှာလမ်းမရဒီဘက်လမ်းလမ်းပိတ်ကြီးရဒုက္ခပဲအပေါ်မှာတက်တဲ့လမ်းတော့ရှိရမှာဒါပေမဲ့ကျွန်တော်အပေါ်တော့မသွားတော့ဒီဘက်ကရှိတဲ့လမ်းကိုမသွားဘူးโอเคဒါကိုဖောက်သွားလိုက်မယ်ရော့ဒီညဖောက်သွားလိုက်မယ်ကျွန်တော် golden pick ရှိအမြန်နဲ့ဆို okay ဒီမှာအမြန်တိုးလို့ရတယ် let's go ရော့ဟောမှာမြင်ရပြီ okay အခုကျွန်တော် Oni Trace နဲ့အတွင်ပြောင်းဝင်ချင်ရောက်ပြီပေါ့နော်ကျွန်တော်ဒီညမှာ3ဖို့ချင်ထားတာပဲ Oni Trace ကဟောဆိုကျွန်တော်ဒီမှာကျွန်တော်မီးကောင်ပြောင်းဝင်ကျွန်တော်မီးကောင်ပြောင်းပြီးတော့ကြာရင်ဒီမှာဒီကောင်မီးလည်းခံနိုင်ရင်ပြီးရင်လာပါရဲ့ဒမ်းမင်းကိုလည်းခံနိုင်တော့လာပါလည်းခံနိုင်ရောပြောမှဆိုတော့လာပါကြီးကြာတော့မသိဘူးပြ okay မီးကောင်တော့မဟုတ်ဘူးပေါ့ဒီမှာ big chill ဆိုရဲကောင်ဒီအကောင်ပြောင်း let's go ချိုးမှာတော့ကျွန်တော်ပြောင်းသွားပြီဟိုတကောင် night vision မှာအဖက်ပါတယ်ကျန်လင်းနေချက်ဒါပေမဲ့အဲအောင်နည်းနည်းပါတယ်ဒီတော့အတောင်မှထုတ်တော့မယ်ဒီဒါတော့သူ့ရဲ့ animate ပါမှာပေါ့မီးကောင်ပြောင်းသွားဒီမှာကျွန်တော်ပါဝါထုတ်မယ်ပေါ့ကဲအတောင်မှနေထုတ်ပြီးဒီဟိုအရှိရကတ်ကိုပြစ်လိုက်အောင် okay ကျွန်တော်ခုအတောင်မှထုတ်တော့မယ်ရော့သွားမှာမကျွန်တော်တောင်းမှထွက်လာပြီကဲဆောင်းရမိုက်ရနော် okay let's go ကျွန်တော်အခုနေတာ photos ကိုလိုက်ရှာမယ်ပေါ့နေတာ photos ကဘယ်နားမှာရှိနေဆိုတော့မသိသေးဘူးကျွန်တော်လိုက်ရှာကြည့်လောက်မယ်ဒီလိုစေကျွန်တော်ကနေပြန်လာနေနေပါဘာလို့ဒီမှာဒီပြန်နေတဲ့ဥစ္စာလေးနေအောင်ဟာဟောဘာကြီးလဲဘစ်လေးနေတဲ့ဥစ္စာမလားပြီးရင်နန်းတော်လို့လားကျွန်တော်ပြန်သွားကြည့်မယ်ဒါလေးနဲ့ကျွန်တော်မြန်သွားရင်okay ဆိုကျွန်တော်ဒီမှာပြီးရင်နန်းတော်ကိုလာကြည့်ဒါနန်းတော်တော့မဖြစ်နိုင်ဘူးဒီကောင်အဆောက်အနည်းနည်းတီးရတယ်နန်းတော်တော့မဖြစ်နိုင်ဘူးဒီတိုင်းပဲလူဘယ်ကောင်နမီချဲဖို့လဲဆောက်ထားတဲ့တီးလေးပဲနေမှာကြာကျွန်တော်ဆင်းမယ်အောင်ဝင်ပေါ်လိုက်ချောင်းချက်စီကြည့်ပါဒီအောက်တော့ပြောရတယ်ချက်စီချင်းဂိုးတွေထိုက်ရကျွန်တော် pick လေးနဲ့ trade လို့ရတယ်ခေတော်လေးစားပြီးအဲ့ဒီကျွန်တော်ဆင်းတော့မယ်ဒီကောင်အပေါက်ပဲနားမှာလည်းနေဘယ်ရဆင်းရမှာလဲဒီကောင်ပေါက်ပါ
အော်ဒီမှာဒီကားရှိဒီမှာဒီကားရှိလီကားတိုင်းဆင်းသွားလိုက်မယ်အော်ဒီမှာပေါ့ဟာပိတ်ကလေးရှိရမယ်ဟာဒီကောင်ပါကောင်တော့ဟာအကြောင်းဆိုင်ကြီးကခိုးချောင်းမရတော့ဘူးမထူးတော့ဘူးအိုးကြီးမှာဆိုတော့ကျွန်တော်လာမပြုတ်ကြလဲမတီးဘူးဒီကောင်ပြောင်းလာရင်တော့ရှားကောင်ဆိုတော့စောရတယ်ခေလို့ကျွန်တော်တောင်းပြန်ထုတ်မယ် let's go ရော့ကွာတောင်းပြန်ထွက်လိုက်ပြီးတော့ပေါ်ပြန်ပြန်လိုက်မယ်ပေါ်ပြန်ပြီးဆိုရင်ဒီကခုနကျွန်တော်ခိုးတဲ့ပလစ်ကင်ငါပိတ်ကလေးကိုတွေ့နေမင်းတို့ကောင်ငါတော့တော့โอเคဟုတ်ငါပေါ့ကိုစမ်းကြည့်လိုက်ချော့ကောင်မင်းတို့ကောင်ချော့ကောင်သိတယ်မင်းတို့ကောင်သိတယ်ဘလို့လဲငါပေါ့ဘလို့လဲမင်းတို့ကောင်ကောင်းလားသိတယ်မင်းတို့ကောင်တော့မသိငါခုနခုတ်တယ်ကောင်ငါဘာမှမလုပ်ရင်မင်းကောင်ရင်ခုတ်တယ်သိပြီလားမသိသေးဘူးလားချော့အော်တီတော့ရင်ခေးတာကျွန်တော် chest တွေတော့ကြည့်တော့မယ်ကောင်ကြီးကလာရှုပ်တယ်ငါဘာမှမလုပ်တော့ငါလာလုပ်ဒီကကျွန်တော်ဒါပါလန်းနေဟောဘာမှမဟုတ်ချက်တော့ပြင်အာဒီအောင်မတကောင်ရှိရပဲမင်းကသိရတော့ပါလေမင်းကသိလဲတော့ပါလေဒီမင်းကြီးကိုတိုင်သွားလိုက်တော့ရော့ကွာမသိရတော့โอเคအတီးလေးကဒီကောင်တော်တော်တက်ပြင်းလာမယ်ရော့ကွာမင်းဒီတီတော့โอเคကျွန်တော်အခု chest ဖွင့်မယ်ပေါ့ဒီ chest ကပါရှိတော့မိုက်တယ်အော် not back 2တဲ့အဲဆိုတော့ not back 2တဲ့ယူထားလိုက်ကောင်းပါဒါလည်းပါရောညဆိုဝိုင်း not back 2ပဲယူထားလိုက်အေးဒီ chest ထဲမှာဟာ golden armor နဲ့ဒုက္ခပဲအိုဒါ so speed 3ပဲဟာ so speed 3လို့မိုက်တာပဲအဲ့ဒါ so speed 2စာအုပ်ကြီးကလည်းကြီး okay so speed 3တဲ့ဘူကောက်ကြီးလဲလိုက်မယ်ဗျာကျွန်တော်ကလည်းဘောင်းကြီးလဲလိုက်မယ်โอเคကြော့ဖက်နဲ့လဲလိုက်မယ်ဆောင်းမိုက်တယ်ဗျာဒါပြန်ထိတ်ခဲ့လိုက်မယ်ရော့ဒါထားခဲ့လိုက်မလိုတဲ့ဥစ္စာပြန်ထားခဲ့မယ်ဒီထဲမှာကျူဘတ်သွားမယ်ဒီဘက် chest ထဲမှာပါရှိမလဲ let's go အာယုံအင်္ဂတ်တယ်golden carrot တော်ကောင်းတယ်ကွာအဲ့ဒါကြီးโอเคအာယုံဗါလေ golden အင်္ဂတ်တွေလည်းအကုန်ယူရမယ်ပေါ့ golden s လည်းယူရမယ်ဒီမှာဒါလည်း go ပဲ going get let's go baby okay ကျွန်တော်ခုပစ်လင်းတွေကိုတွတ်စားလိုက်အောင်ပစ်လင်းတွေကိုစားပြီးကျွန်တော် trade မယ်ပေါ့အကောင့်နေနဲ့ဒီမှာကျွန်တော်တစ်ခေါင်းလုံးတွေ့တာရော့မင်းလှုပ်စမ်းကြာရောကောင်းတာလေးပေးကွာအမိုက်တွေတော့မပေးနဲ့အမိုက်တွေတော့ငါမလို့ချင်ဘူးကွာကောင်းတာလေးပေးဟာအာယုံဘူးတဲ့ရပါပြီကွာ so speed 2တော်ပြီငါမှရှိပြီးသားကြီးလှုပ်စမ်းမကောင်းတာလေးပေးသားမှာကွာလှုပ်စမ်းမမင်းတော့ကဘာလေးလာပေးနေအမိုက်တွေပေးနေတာဒီကောင်ကျော်ဒီကုန်းတွေကျွန်တော်အကုန်ချွေလိုက်တော့မယ်ဒါလည်းကျွန်တော်ခုနပိတ်ကလေးဟွာရန်နေရခဲ့တာပဲကျွန်တော်ဗီဒီယိုရှေ့မှာဆိုတော့ကျွန်တော်ဖြတ်ထားလိုက်တယ်သူအောက်မှာတော့တူးရင်းနဲ့တွေ့ဒီတော့ထားမယ်လှုပ်စမ်းမင်းတော့ဟောနေတော့ကွာကောင်းတာလေးပေးကွာဘာလေးပေးနေအမိုက်တွေပေးနေဘာခေါင်းလုံးနေဒီကောင်ဟေးဒီကောင်လေးပေးတော့ပေးနေဘာလေးပေးနေကျွန်တော် gas တွေကယူထားလိုက်ပြီgas လေးတော့ယူထားလိုက်တယ်ဒါပါဘာလေးပေးမှလုံးစမ်းမှာအနာဘဲလေးပေးသားမှာဟောမှာအနာဘဲပဲဟာအနာဘဲဘယ်နှလုံးလဲဒီတုံးနေကွာငါကခိုးကြီးအများကြီးကုန်ထားတာလीကွာမင်းတို့ကအမိုက်ကြီးနဲ့ဒီနောက်ဆုံးကျမှအနာဘဲ၄တုံးလေးပဲပေးရတာလားမင်းတို့ဟုတ်ချင်မကောင်းပဲကွာမင်းတို့ကလည်းအားကြောင့်မို့ခွေးတို့လေးဖြစ်နေတာကွာမင်းတို့က What the fuck စိတ်ကောက်တယ်ရောငါအနာဘဲမဲ့သွားရှာပြီးတော့မှအဲ့ဒီအနာမန်းနေတိုင်မှာအနာပဲရှာတော့မယ်ရောအေးသွားပြီဒီကျွန်တော်အခုတော့အနာမန်းလာတက်နေရပြီပေါ့ခုနကောင်ကြီးကအသုံးမကျတော့လာမင်းလာရောကောနောက်โอเคလာပြီနောက်ကောင်လာရောမင်းနောက်ကောင်နော်ရောကောင်းနေအနာပဲမချခင်မြေကြီးတုံးကြီးမချခင်လာမင်းလာရောပြီးသွားတော့ပြန်လာအနာပဲရောကွာအနာပဲလာပြီဗျာအခုမှโอเคငါလုံးကျွန်တော်ဆက်ချအောင်မယ်ဗျကျွန်တော်အခုတော့အနာဘဲ73လုံးရှိထားပြီပေါ့နော်အနာဘဲ73လုံးလုံးရှိတယ်တော်တော်လေးကိုကြာတယ်ဗောဒီကောင်နေတော်တော်နဲ့မစပွန်းလာဘူးဗျအဲ့ဒါကျွန်တော်ဗီဒီယိုလေးဖြတ်ထားလိုက်တယ်ကျွန်တော်အခု Insta Photos ကိုတော့ရှာ A few minutes later ပေါ့နော် Photos ကိုရှာပြီးကျွန်တော် Place တွေကိုတတ်မယ်ပြီးရင် NRI လုပ်ပြီးတော့မှ NR Dragon သွားတက်တော့မယ်ပေါ့ Okay ကျွန်တော်အခု Photos တော့ရှာမယ်
ဒီကျွန်တော်ခုတော့ရောက်နေပေါ့နော်တော်တော်ကြာနေပါကျွန်တော်ရှာလိုက်ရခေခုရောက်ပြီးတော့ကျွန်တော်ဖမ်းနေတာဒီကောင်လေးကိုဒီချလာတဲ့အော်ပေါ်လာရော့အောင်မင်းလားချော့လာတဲ့မင်းဒီကောင်လေးကမချပြီးဘူးရဲ့ play တီအဲ့နှစ်ခုပဲရတယ်ပေါ့ခေါ်ရတယ်ကျွန်တော်လိုက်တက်ဒါမျိုးကြောင့်ကားလိုက်တော့ပေးမထွက်ဘူးဒီလားဒီကောင်ပေါ်လာတယ်တော့ကျငါမှတော့လူရင်ပြောင်းတော့လူရင်ပြောင်းသွားပြီကွာသုံးလုံးပဲရှိသေးတယ်ရောတီတော့မရနှစ်သုံးနဲ့တစ်ချမ်းပဲကျွန်တော်โอเคကျွန်တော်တရားပိတ်လိုက်အောင်မယ်ညောင်ကာဝရအောင်မဟုတ်ကျွန်တော်တီတော့မှာတီတော့မဖြစ်ဘူးကျွန်တော်တီတော့မဖြစ်ဘူးဒီလုံစံကွာလို့တသားရ crap ဒီအဲ့ဒီမှာဘာမှမပါတော့သူတော့ဒီတသားနေမှာ crap ပြီးတော့မှပဲကာလိုက်တော့မယ်ကြော့โอเคဒီအောက်ကလည်းတူးလိုက်မယ်ဒီအောက်ကနေကျွန်တော်လည်း6တော့လမ်းရိုက်ဒီကောင်လေးဟိုစပေါ်နာဖိုင်းဆိုတော့အဲ့လိုပဲဖိုင်းတော့ဟိုမှာလာပြီခေါင်းလာဒါလေးဖေးလိုက်အောင်ဟင်အဲ့ဒီကတူးလိုက်မယ်ကြော့ဒီလာတဲ့ကွာမင်းရော့ကွာကောင်းမင်းဒီလာငါပုံးလိုက်ပြီကွာတော့ညာလာအောင်တော်ပြီကွာစိတ်နာဝိုင်းဒီမောင်တော့ဗျတော့ပေါ်လိုက်မလုံးနဲ့ငါတီတော့မှတို့တီဝါကြီးဗျာဒီကျွန်တော်ပြန်ရောက်လာပြီပေါ့တော်တော်ကျွန်တော်ပြန်ရောက်လာပြီဒီကောင်လေးလောက်တာကျွန်တော်တီဝါတယ်ကွာဒီကောင်လေးမလို့ကောင်လေးတော့ကျွန်တော်ဖမ်းလိုက်မှာပေါ့ခေါင်းလည်းအဲ့လိုပဲတက်ပြီးတော့ဖမ်းလိုက်မှာဗျအဲ့ဆိုကျွန်တော်တို့တွေ့ဖို့တော့တခေါက်တော်ကျွန်တော် play တွေတက်ပြီးဖမ်းလိုက်အောင်ကျွန်တော် blaze တွေတော့ပြည်သွားပြီပေါ့နော်ကဲအဲ့ဒါအားလောက်လိုက်တော့မယ်ကဲကျွန်တော်အကုန်လုံးလုပ်လိုက်ပြီဝေးမှာ73လုံး okay let's go ပြီးသွားမှလည်းမသိရ 1 hour later အများကြီးလောက်လာလိုက်ပြီးတော့မယ်ပေါ်တယ်ပြန်တော့ပေါ့ကဲပေါ်တယ်ပြန်မယ်ဒီမှာကျွန်တော်ပေါ်တယ်ပြန်တွေ့ပြီကျွန်တော်လိုက်ရှာလိုက်ရတာဗျာခုမှမတွေ့တော့တယ်တော်ကြာတော့ခုပြန်မယ်ကျွန်တော်ခုတော့အိမ်မရောက်နေပြီပေါ့နော်ခုကျွန်တော် Ender Dragon တက်တော့မှာဗျ Ender Dragon တက်ချတော့မှာကျွန်တော်ဒီမှာပဲမလိုအပ်တဲ့ပစ္စည်းကိုထားခဲ့လိုက်တော့မှာပေါ့နော်ကျွန်တော်ရင်ဆုံး crafting တွေပဲထားပြီးတော့ကျွန်တော် chest တစ်ခုလုပ်လိုက်ပြီဗျအဲ့ chest တွေမှာကျွန်တော်မလိုတော့တဲ့ပစ္စည်းတွေကိုထားခဲ့မယ်ဒါရကုန် craft လိုက် okay 46တုံးရှိုးပြရတယ်မှာ chest လုံးလုပ်ပြီးတော့မှဒီမှာထားခဲ့လိုက်မယ်လူတို့ပစ္စည်းတွေဒီမှာထည့်ခဲ့လိုက်မယ်တော့ကွာလူတို့ထားခဲ့အဲ့ကိုလိုပိကပြန်ထားလိုက်ဒါလူတွေပဲအမြန်တူးလို့ရခီတိုင်းတော့ကွာအမိုက်တိုက်တော့မလိုတဲ့ဥစ္စာတူလည်းထားခဲ့လိုက်မယ်နားလေးမှာပြီးဖို့လေးရ okay let's go သွားလိုက်တော့ဒီမောင်ကျွန်တော်အဲ့ထဲမှာပန်တီးပါလားမသိဘူးဟုတ်တယ်ကျွန်တော်ရပန်တီးမရှိတော့လားအော်ဒီမှာကျွန်တော်ရပန်တီးခုမှထွက်လာနေဒီ gas ကိုမလုံးတော့ gas ကိုတော့ထိထားလိုက်ပါဦးမဗျာခုနပန်းတီးပြန်ထုတ်ကျွန်တော်ခုံးတန်းပဲလုပ်လိုက်ကောင်းခုံးမရှိလဲခုံးက16လုံးအဲ့လောက်တယ်ကွာအဲ့ဆိုတိုင်းကျွန်တော်ပဲထုတ်ပြီးကျွန်တော်ခုံးတန်းပဲလုပ်လိုက်ဘယ်လုံးရမယ်သုံးလုံးရရင်ကောင်းနှလုံးလည်းမစိုးပါဘူးကျွန်တော်4လုံးရှိသွားပြီခင်ဒီဘက်တည်းကျွန်တော်ပြန်စားလိုက်တော့မယ်ထဲနေလေအပူပဲစားလိုက်တော့မယ်ခင်ညရောက်ပြီဆိုအိတ်လိုက်ပြီဗျာမနေ့တိုင်းထွက်ပြီခင်မနေ့ရောက်ပြီထွက်မယ်ကျွန်တော်တို့အခုအဲ့ဒါတွေကိုတော့တက်မဲ့စုံစမ်းခင်းရလာတော့မှာပေါ့နော်ကျွန်တော်လုပ်နိုင်မလားဆိုတာကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးဗျ။ Okay let's go ဒီရကျွန်တော်လွတ်လိုက်တော့မယ်ဒီကောင်ဘေးလေးတောင်းပါကြော့ဝတ်သွားတာပဲအဲ့တော့ iPad သွားကြည့် iPad တူလား iPad ကိုကဒီတော့ပြင်ကြည့်မယ် okay ဟုတ်ပြီသွားတယ်ဒါမှမဟုတ်ခုနလမ်းမှာပဲတက်ပြလိုက်ပြီးနေပြီအဲ့တော့ဘေးလေးဆောင်နေပြဒီဆက်သွားမယ်တောင်ပေါ်တော့ဒီဆောင်းလေးပြရဆိုဒီတောင်ပေါ်တက်ကြည့်လိုက်မယ်တော့တိတ်ပြစ်မယ်ဟုတ်ပဲဘေးကိုသွားတာပဲโอเคပဲဘေးဆိုတော့ iPad ကိုဆက်သွားမယ်โอเคဆက်သွားမယ်
ဒီညမှာတစ်ခေါက်တော့ထပ်ပြကြည့်အောင်ရော့ဟာဒီဘောတော့ရတယ်အာဆန်းကြီးဒီဘောသွားတယ်ပြီတယောက်ဆင်းသွားတာပဲကျွန်တော်တွေ့ပြီးနေမယ်သူဒီကိုဒီမှာကျွန်တော်တွေ့ပြီးတယောက်ဆင်းသွားတယ်တယောက်ဆင်းသွားတယ်ကျတော့ကျွန်တော်က Unifresh မျိုးပြောင်းရတော့ကျွန်တော် Spotify ပြောင်းပြီးတော့ဒီညီကြီးလေးကိုဖောက်ခွဲကြည့်မယ်ရမယ်ထင်တာပဲဖောက်ခွဲအော်တယ်ဖောက်ခွဲလို့ရတယ်ဟုတ်တယ်ဒီမှာကျွန်တော်ဖောက်ခွဲလို့ရတယ် Okay ဒီမှာကျွန်တော် 1 hour later. ဖောက်ခွဲလို့ရတယ်ဆိုတော့ကျွန်တော်ဆက်ပြီးမှတူတော့မယ်ပေါ့နော်အောက်ကိုပဲရောက်ရှင်းကျွန်တော်ဆက်တူတော့မယ် Okay ဆက်တူတော့မယ်ဗီဒီယိုတော်ရှင်းနေတယ်ဒီကျွန်တော်ရောက်ရတော်တော့တူးလဲတော်ကြာတယ်ပဲဒီကအဲ့ပိုင်းသွားကြတော့ကျွန်တော်ချုပ်ထားလိုက်ပေါ့နော်ဒီကျွန်တော်ခုတားမယ်လိုက်ရှာကြည့်မယ်တိုင်းဒီငိမ့်ခွဲရတာမသိဘူးဒီရဲ့မကွဲဘူးကငါလည်းငါတီးတော့မယ်လောဝါတာဘက်ကတီးတော့မယ်တော်ရအောင်ကွာတယောက်စင်းကြည့်ရဟိုကနေဝင်ကြည့်ရဒီထဲမှာပါရှိအတိုင်းကျွန်တော်ခြေရိုက်တာပြီဒါမဟုတ်တော့ကျွန်တော်ပေါ်ပြန်တက်လိုက်တော့ကျွန်တော်ပေါ်ပြန်တက်ပြန်ပြီးဒီဘက်သွားကြည့်မတွေ့ကျွန်တော်ရှိမှာပဲတွေ့ပြီကနောက်ဆုံးကျွန်တော်လိုက်ရှာလိုက်ရတာโอเคအဲဒီတူလိုက်တော့ဘာတော့ဒီခုရောက်အောင်ဘာအောင်တော့ဒီကောင်အဆင်ပြေရောကွာဒီကောင်တက်လို့မရအောင်ဒီကောင်ညီကိုတွေလိုက်လာနေတယ်ကျွန်တော်ကပြီးတော့ကြီးမှကာလိုက်တော့ဒီညောင်ဘလုံးနဲ့ဒီကောင်လာလို့မရအောင်ကာလိုက်โอเคခုနကလည်း blaze တက်လို့တည်ပြီးအခုခုရတဲ့ကောင်တက်လို့တည်တော့ဒုက္ခโอเคကျွန်တော်ကအဲ့ဒါအားကြီးထည့်လိုက်တော့ကိုဝေတာတွေထည့်ရော့โอเคပြီးသွားပြီဗျာโอเคကျွန်တော်ရဲ့ YouTube channel ကို like subscribe လုပ်ပေးကြအောင်ညီကိုတို့အဲ့ဒါပဲကျွန်တော် Android ဖုန်းကြီးကိုနိုင်အောင်နိုင်တယ်ပေါ့နော်ဒီကျွန်တော်ညီကိုတို့အကူညီလိုအပ်နေပြီဗျကျွန်တော် channel ကို like subscribe လုပ်ပေးခဲ့ပါဦးဒီကျွန်တော်ဆင်းပြီ let's go ဒီညီကိုတို့ကကျွန်တော်ရဲ့ channel လေးကို like subscribe လေးနှိပ်ပေးခဲ့မယ်ဆိုကျွန်တော် Android ကိုတစ်ချက်တည်းနဲ့ပေါ့နော်ကျွန်တော် one hit တည်းနဲ့ Android ကိုတက်ပြမယ်ဗျဒီ let's go တောင်းရရင်လည်းရမှာပေါ့ဗျာနော် one hit မျောလင်းပါတယ်ရဖို့ယူကီတို့လည်းကျွန်တော်ရဲ့ channel ကို like subscribe လုပ်ပေးခဲ့ပါဒီကျွန်တော်ပေါ်ရောက်ပြီးတက်မယ်တက်ပြီးဒီမှာအဲ့ဒါတက်ဖို့ဟိုကောင်ပြန်နေပြီပဲဟောတွေ့မယ်မင်းကျွန်တော်အကောင့်ပြောင်းမယ် Okay human ကစိုးပြောင်းလိုက်မယ်ဦးတော့ပြီးရရမိုက်ရတိုင်းဘုံနဲ့အဲ့ဒါမှလည်းညနီးရတယ် Okay ဒီတူအဲ့ဒါမိုက်ရကြီးကားလို့ဖြစ်သွားအဲ့ဒီမိတ်ကိုပြောင်းလိုက်ဒီအဲ့ဒီမိတ်ကတော့မိုက်ရဘောဒီညောက်လေးနဲ့ပြစ်လာတယ်ဒီကောင်တက်ကနေဒီညောက်လေးထွက်ဒီကန်တွေပေါ့အဲ့လိုမျိုးထွက်လာပြီးပြစ် Okay ကြည့်မယ်ဒီဖက်လည်းနေပဲနေမိနေဒီတော့ကောင်းပြစ်လို့ကောင်းရောကွာမင်းဒီကောင်ပြန်တော့ပြီဗျာသူ့ကောင်တော့အကောင်းပြန်ပြောင်းမယ်ဒီကောင်ကိုပွားတဲ့ကောင်ပြောင်းတယ်ကောင်ထိရဒီကောင်ဒီကိုပွားနေပြီဗျာဒီကောင်ပြောင်းပြီးဒီကောင်ထုတ်ပြီးတော့ကျွန်တော်ထပ်ထုတ်ကြည့်မယ်ထုတ်ပြီးတော့ကြည့်လာမင်းဒီဘက်လာညီကိုဒီဘက်လာငါအဲ့ဒါတကောင်ဆောက်ဟိုနဲ့အစိမ့်နဲ့ပြစ်တယ်ဒီကောင်ညီကြီးဒီကောင်လေးနိုင်ပွဲတော့အော်ပြီဒီဘက်ငါညီညီကိုရွာမင်းတို့အသေးပေါက်ခံနေရပါတယ်အဲ့ဒါတော့ရက်နေပြီဒီကောင်ကပြီးခေါင်းလာပြီချောကွာအော်ကြတော့နိုင်ပွဲတော့အော်မရတော့ကောင်နဲ့အစိမ့်နဲ့ပြန်ပြစ်တယ်ဒီဘက်ပြီးခါတော့ဆောင်းရောက်နေတယ်ဒီတော့အော်ဝါရောကွာတီးစမ်းမသိသေးဘူးလားအဲ့ဒါကောင်ထပ်ပြန်တော့ကျွန်တော်လည်းလိုက်ပြန်တယ်ဒီတော့တာဝါဖြတ်စီးပြီဘယ်ကောင်တွေးပြန်တက်နေဒီကြော့ကောင်ပြောင်းမယ်ကဲကျွန်တော်တောင်းမထုတ်ဘူးစိတ်မပေါက်ဘူးတောင်းမထုတ်ဘူးဒီတောင်းမထုတ်လာ let's go ဒီတော့တောင်းလိုက်လက်ဖြတ်စီးဒီတကူရင်ဖြတ်လိုက်မယ်ဒီကွဲတော့ပြီနောက်တိုင်းကွဲတော့ကြောမမီးတော့ကွဲဒီဘက်ကလည်းကွဲဒီကြောကွာအဲ့ဒါတော့မသိရရော
ပြန်လာဟာစီပြန်လာဟာဟောလာကြိုက်တာဒီကောင်ဟိုအမေကြီးရတယ်ကြောက်တော့ကွာဒီဝက်တာပါတယ်တော့ဖြတ်စီပြီဗျာဟိုဒီကောင်ပြေးပြန်တက်ရော့ဖြတ်တယ်ကွာမိတောင်းပါတယ်အဲ့ဒါဖြတ်ဘာလို့ဟောလာရတော့ပါဟုတ်ကဲ့ကျင်းပြေးလို့ဒီကောင်ပြန်လာပြီကွာဒီကောင်ပြန်လာပြီအိုးတော့ဒီဆောပြန်လာတောင်းမဲလာရိုက်တယ်ဒီကောင်ကျိုးကတော့ဖြတ်စီလိုက်ကွာရှုံးတယ်ဒါလေးဖြတ်ဟိုတော့ဘက်ကဖြတ်အမမီးရေးတယ်မှာဒီကောင်ကဖြတ်လိုက်တော့ကွာဟိုလာပြီးအကောင်ကလာကြိုက်တော့အော်နိုဘာလာမကဲအော်ဘာလာမကဘလို့ကြီးထူတော့အောင်လို့ ADS ပြောင်းလိုက်တော့မယ်ကဲကျွန်တော် channel ခုဒီ like and subscribe ရင်းနဲ့ဘေးကခေါင်းလုံးနှိပ်ပေးတာယူပြီးလို့အဲ့ဆိုကျွန်တော်ဒီကောင်ဝင်းရတဲ့တစ်ချက်တည်းနဲ့အမောင်းတိတ်လို့နော်ကျွန်တော်ပြန်သွားတယ်ဘာဒီကောင်ပြန်သွားတယ်ဒီကိုတတ်ပါလို့ဒီကြီးသွားတယ်ဒီလိုကျွန်တော်ဒီလို like subscribe ရင်းဒီvideo ကကျွန်တော်ဒီကောင်တစ်ချက်တည်းနဲ့ချလိုက်တော့မယ်โอเคဒီတော့ဒီနားတော့ရချိုးအောင်ဝင်းရရှော့ဝါမင်းခေမတီးလိုက်တော့တော့ဟိုမအဲ့တော့ဝင်းနေတီးသွားပြီဒီကောင်ခေတီးသွားပြီပေါ့ADS ကတော့ရုပ်ကျန်းတယ်ပေါ့ဒါပေမဲ့ယူဗီတို့အကူအညီကြောင့်လည်းပါတယ်ယူဗီတို့ကျွန်တော် channel like subscribe လေးနဲ့ဘေးကခေါင်းလုံးလေးနှိပ်ပြီးတော့ကျွန်တော်အဲ့တော့ဝင်းနေနဲ့တက်နိုင်တော့ခေတီးသွားရဒီကောင်ရဒီစာရွက်လေးနဲ့ဘောပင်လေးဘာလေးလဲမသိဒီစာရွက်နဲ့ဘောပင်ကဘာလုပ်နေရလဲလို့တိုးနေရတိုးနေရကြီးပဲရအဲ့လိုလုပ်ရတယ်မစူးစူးပြစ်လိုက်လို့ရဟိုဝေးယူပြစ်လိုက်တာထားနေပါဒီကျွန်တော်အခုအဲ့ Dragon အဲ့တော့ယူမယ်ပေါ့โอเคယူဗီတို့ရဲ့အကူအညီနဲ့ကျွန်တော်နောက်ဆုံးတော့ Ender Dragon တတ်နိုင်တော့ကြီးဗျခုကျွန်တော်ဘယ်တက်ပေါ့ဘယ်နာတက်ဟိုဒီနာတက်လိုက်မယ်โอเคအဲ့ဒါကျွန်တော်အကူယူမယ်ကျွန်တော်ဘယ်လိုညမှာထားလိုက်အောင်โอเค let's go ရော့ကားရမယ်ပြီးဖြူလိုက်မယ်ရော့ပါပြရပါဟိုမှာဟာဒီကောင်ဖြူလိုက်တော့ချက်ရှိုးလိုက်ဦးဒီ crazy ball နဲ့တူရဗျအဲ့တော့ဖိကမကင်တော့ချက်ဘာ Picasso ကိုင်းလိုက်တယ်ဒီကျွန်တော် crazy mode နဲ့တူချက်လို့ ADS ကတော့ကျန်းလာမယ်ဒီကျွန်တော်ခုအဲ့ဒါကိုအရှိလိုက်တော့ခီးမိရအောင်မှထားလိုက်မယ်ကြတော့ Picasso နဲ့တူလိုက်ဒီမှာကြကွန်းရသွားပြီအိမ်မှာတော့ကြော်သားမယ်ပေါ့ဒီကောင်ဒီကျွန်တော်ဗီဒီယိုကတော့ကြည့်ရတာအဆင်ပြေဖြစ်သွားလောက်ပြီလို့ထင်ပါတယ်ဘာလို့ကျွန်တော်ဗီဒီယိုကအတန်ရောကအဲ့ဒါတက်သွားလားပါလဲတော့မသိတော့ဘူးเนาะဗီဒီယိုကအရင်ဆုံးသွားပြီးတော့အတန်နောက်ကျနေအောင်အဲ့လိုဖြစ်နေတယ်ကြတော့ဖြစ်ပါဗျာတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာကြာရင်တော့အကောင်းဆုံးလုပ်ပြီးတော့မှတင်ပြပါမယ်ဗျဒီဗီဒီယိုလေးတော့အကုန်လုံးတီးကန်ပြီးတော့မှကြည့်ပြီးပါဗျာเนาะကျွန်တော်လည်းအကောင်းဆုံးကြိုးစားပါမယ်ကျွန်တော်ဒီဗီဒီယိုလေး like subscribe လေးဘေးကခေါင်းလေးနေပြီးပြင်ပြီးခဲ့ကြပါနောက်ဗီဒီယိုတွေမှာကျွန်တော်အကောင်းဆုံးလုပ်ပြီးတင်ပြပါမယ်ဒါလေးကျွန်တော်အကောင်းဆုံးတော့ကြိုးစားခဲ့တာပဲပေါ့နော်နောက်ပိုင်းမှာရလက်ကဒီလိုမျိုးထွက်လာလိမ့်မယ်တော့တင်တော့မတင်တော့ဘူးပေါ့ဗျာโอเคဒါဆိုနောက်ဗီဒီယိုပြန်တွေ့ကြမယ်